ကြပါကျွန်တော်ကိုဘလော့မစော်ဘူးလားလို့မင်းနေရတဲ့ကျွန်တော်ဘလော့စော်ပါတယ်ဒီမှာလို့လည်းကျွန်တော်လာတိတ်တဲ့ဆိုကျွန်တော်လည်းထိတ်ပြလိုက်ဒါပေမဲ့လေသူပေးတဲ့ဟာတွေကတက်လွဲတွေပဲတော့ကျွန်တော်လိုချင်တာယဒီနဲ့လေဖတ်ပါထီရဲရဲ့ control ရဲ့ဒိုးရဲ့ဆိုကျွန်တော်လည်းဘာမှလုပ်လို့ရပါခင်ဗျာbrother တို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်တာလို့ရှင်ပေါ့နော် brother တို့ကိုကျွန်တော် kiwi လေးပေးပါမယ် kiwi လေးပေါ့နော် kiwi လေး T-Rex တစ်ကောင်ပေးမယ်နော် T-Rex တစ်ကောင်ဒါမှမဟုတ် brother တို့က blog ဖို့မစော့ဘူးဆိုလဲ Grow Garden နဲ့က brother တို့ကိုကျွန်တော် Kitsune တစ်ကောင်ပေးမယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဒီ post ကိုလည်း like လေးနဲ့ကိုညီပေးတော့ကြအောင်ခင်ဗျာbrother တို့တွေဗျာ blog ဖူထဲကအတီးမိုက်စားတွေနဲ့ growing garden နဲ့ကဖတ်တီကိုလိုချင်ကျွန်တော်ရဲ့အောင်ဒီယာဦး Facebook နဲ့ Telegram ရောကျွန်တော်မှလာပြီးဆက်သွယ်ပြီးလို့ရပါခင်ဗျာဒါနဲ့ကြည့်ရဘယ်တော့လိုချင်သေးလားလာခဲ့ပါနော်ကျွန်တော်ရောက်ပေးပါမယ်စီးတက်တာလေးနဲ့ကျွန်တော်လုပ်ပြီးပါမယ်ခင်ဗျာဒါနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပါ brother တို့ kiwi လေးပြောပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်းမိုင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာkiwi ပေးမယ်ဆိုတာကျွန်တော်ရဲ့ channel ကို subscribe နဲ့ like လေးတွေအများနဲ့ပေးနေလို့ပဲကျွန်တော်ပြီးပါနော်အားလုံးပဲ like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ် bye bye